အဲ့ဒီကံလန်းရှိနေရင်မဖို့မဆိုင်နိုင်ဘူးတက်တော့မြင်တဲ့အိဋ္ဌာရိချက်ဒုက္ခရိချက်အနတ္တရိချက်မြင်နေမြင်ရတော့လေတက္ကရာရိဘုန်းတွေကပြိမှုနဲ့ဖြုတ်မထားလို့ရှိရင်မဖို့မရနိုင်ဘူးဆိုတဲ့ဥစ္စာမှတ်ထားဒါပြန်အိဋ္ဌာဒုက္ခအနတ္တနောက်ထားတက္ကရာရိဖြုတ်မှုရှေ့ထားဒီလိုပဲရပါတယ်အိဋ္ဌာဒုက္ခအနတ္တကိုနောက်ထားပါတက္ကရာရိဖြုတ်မှုကိုရှေ့ထားမှသာဝိပဿနာလမ်းစဉ်မှာမှန်တယ်လို့ဆုံးဖြတ်ကြပါကောင်းနေတာဖြင့်ဘုရားတွေကထုတ်ကြပါလို့ဆိုလို့ရှိရင်ဝေဒာလိဒီမှာကြောက်ရင်ဘယ်လိုမျိုးသတင်းသုံးလဲအနုရာလဆိုတဲ့ပုဂ္ဂိုလ်ကတက်တဲ့ကြောင်းနဲ့ဘေးနားမှာသတင်းသုံးတယ်ဆိုတဲ့အခါမှာအနုရာလဒီဒိဋ္ဌိကိုဝင်လာကြတယ်ဝင်လာတဲ့ဒိဋ္ဌိကဘယ်လိုလဲရှင်ဘုရားရှင်တို့ဆရာဖြစ်တဲ့ခေါင်းတော်ဘုရားယောက်ျားလူယောက်ျားနဲ့ယောက်ျားဆုံးလည်းဖြစ်ပါတယ်အဲ့ဒီလိုကဘယ်လိုများဟောဖို့ပါလဲတော့တတ္တဝသိရင်ဖြစ်သေးသလားလို့တင်တယ်မှာမေးလိုက်တတ္တဝသိရင်ဖြစ်သေးသလားလို့မေးလိုက်ဒုတိယကျကတတ္တဝသိရင်မဖြစ်တော့ဘူးလားလို့မေးလိုက်ပထမအချက်မေးတာကတတ္တဝသိရင်ဖြစ်သေးသလားလို့မေးတာကတတ္တရာယရှိမေးလိုက်တတ္တဝသိရင်မဖြစ်တော့ဘူးလားလို့မေးတာကဥစ္စေရာယရှိမေးလိုက်တတ္တဝါတွေလို့ရှိရင်သုံးနာမနဲ့မေးနိုင်တော့ဖြစ်ရှိတယ်မဖြစ်ရှိတယ်လည်းရှိပါသလားအန္တနာနိကတည်းရှိမေးလိုက်တတ္တဝါတွေလို့ရှိရင်ဖြင့်မဖြစ်ပြီးမဟုတ်ဖြစ်ပြီးသဘောမျိုးလားလို့လေးချက်မေးလိုက်တယ်ဒါအမရာလို့ပြောမေးလိုက်တယ်လေးချက်မြတ်ပါအဲ့ဒါရှင်နေတာကဥပဒနာတော့လုပ်နေတာပဲလုပ်ပေမဲ့သူကတည်းကကြည့်အောင်မပြောတော့ဘုရားတော့ဒီလိုမဟောဘူးဒါပဲသူဖြေတတ်တယ်ဘယ်အရင်မဟောတော့ဒီလိုမဟောပါဘူးတတ်တော်ရင်ဖြစ်သေးတယ်လို့မဟောဘူးမဖြစ်ဘူးလို့မဟောဘူးဖြစ်စီတည်းမဖြစ်စီတည်းလည်းမဟောဘူးမဖြစ်ရင်မဖြစ်စီလည်းရှိတတ်တယ်လို့ဒီလိုလည်းမဟောပါဘူးဆိုတော့ဒိဋ္ဌိတွေကဆွဲလိုက်တယ်ဒီကိုယ်တော့လူငယ်ရဲ့ဖြစ်သေးလို့ဘာမှမသိသေးလို့ဖြေတတ်တာပဲဘုရားဟောတော်မူတာလေဒီမဖြေတတ်တာတနည်းအားဖြင့်အယောကြီးတွေနဲ့လည်းဘာမှအသုံးကျတဲ့ကိုယ်တော်မို့ဒီဖြေရင်မဖြေတတ်တာပဲဆိုဒိဋ္ဌိရဲ့ကဲ့ရဲ့ပြီးပြန်သွားတယ်။ဒါပေမဲ့ဒိဋ္ဌိရဲ့ကဲ့ရဲ့ပြီးပြန်သွားတဲ့အချိန်မှာသူစိတ်ကတန်မြတ်ရှိတယ်။သတ္တဝါတွေဖြစ်သေးသလား။ယန္တာနဲ့သိရင်ဖြစ်သေးသလား။သူကယန္တာနဲ့တွေ့လိုက်။ယန္တာလည်းဖြစ်သေးသလား။ယန္တာလည်းမဖြစ်တော့ဘူးလား။ယန္တာလည်းဖြစ်စီတဲ့မဖြစ်စီတဲ့လား။သို့မဖြစ်ဒီမဟုတ်ဖြစ်တယ်လို့ရှိတဲ့သဘောမျိုးလားဒိဋ္ဌိကဒီလိုနဲ့တက်နေလို့ရှိရင်ငါဆက်ရှိသေးရဲ့ဆိုတော့သူကိုယ်တိုင်ဒိဋ္ဌိမပြုတ်ဘူးဆိုတာကိုဥမာနဲ့မှတ်ထားရမယ်သူကိုယ်တိုင်ဒိဋ္ဌိမပြုတ်ဘူးသူဥပဒနာတွေကရှုနေတဲ့ပုဂ္ဂိုလ်ပဲဒါနဲ့ကိုဘုရားရှိသွားလိုက်ဘုရားရှိသွားလိုက်ရှင်ဘုရားကျောင်းနာမှာလေးလို့လေးနာမှာတက်ကကျောင်းနဲ့ဘယ်လိုလုပ်နေပါလဲဆိုရင်ခါကလာမှာဒိဋ္ဌိဝင်လာပြီးပြီးတော့မေးပါလေဘတ်တော်ရင်ဖြစ်သေးလားမဖြစ်တော့ဘူးလားဖြစ်စီတယ်ဖြစ်စီတယ်လည်းမဖြစ်ဒီမဟုတ်ဖြစ်သေးတယ်ဆိုတဲ့သဘောမျိုးလားလို့မေးတဲ့အခါပြီးတော့ဘုရားတော်ဒီလိုမဟုတ်ဘူးလို့ဖြေလိုက်တာပဲရှိတယ်တို့တော့ပြီးတော့ကိုယ်တိုင်ကိုယ်ပဲမြန်မြန်ဒိဋ္ဌာဉာဏ်နဲ့ရင်ဖြစ်သေးလားမဖြစ်တော့ဘူးလားဖြစ်စီတယ်လည်းမဖြစ်စီတယ်လားမဖြစ်ဒီမဟုတ်ဖြစ်လျောင်အောင်လားဆိုတော့ပြီးတော့ကိုယ်တိုင်ဒိဋ္ဌာတန်လျာဒိဋ္ဌိရှိနေပါလေဆိုတော့ဘုရားရင်းပြီဒီရန်ဥပဒနာလောက်တာကြိုးစားနေတယ်ဒိဋ္ဌိမပြောလို့သူကိုယ်တိုင်ကိုယ်ပဲမညံခွင့်ရမရပါဘူးဘုရားတွေးလိုက်တာအဲ့ဒါဥမာတော့ဥမာတဲ့တော့အတိတ်ကမှသူကရောက်လာပြီးရှုကွာဆိုတဲ့နေဟာမတ်ဖို့မရနိုင်တဲ့နေပါရှေ့ကဆရာသမားကဒိဋ္ဌိခွာမှုကိုရှင်းလင်းပြီးကြတာထားပြီးတဲ့ပုဂ္ဂိုလ်ကိုရှုခိုင်းမှသာရနိုင်တယ်ဆိုတော့အရင်ရှင်းရမှာကိုမရှင်းနိုင်မဲ့နောက်လို့ဒီလုံးနေလို့ရှိရင်ပြင်ဒါဥမာလည်းမှတ်ရတာခရီးမပေါက်တဲ့လမ်းစဉ်ပဲလို့သိချင်မှရမယ်ဒါကြောင့်ဒီတရားတော့မှာရှင်းတော့မလို့ဆရာသမားကြီးအလွန်ရေးကြည့်တယ်ဆိုတာကိုမှတ်ကြမယ်
ရှင်းတော့ကဒိဋ္ဌိကောင်မှုရှေ့ထားပြီးမှဥပဒနာရှင်းမှုနောက်ထားပါဒိဋ္ဌိကောင်မှုကဘာလို့ကြံရှေ့ထားရှေ့တာဥပဒနာရှင်းမှုနောက်ထားပါရောလာရှိဆိုတဲ့ယောဂီလိုက်ရင်နဲ့ပြည့်မယ်ဆိုလို့ရှိရင်ဒါသတိထားရတော့မယ်ဆိုတော့ဆရာသမားကြီးဆုံးမတာပဲရောက်လာပြီရှုပွားစိတ်ပွားဝေဒနာဆက်ရှုပွားဆိုတော့အခုမဒိဋ္ဌိချုပ်နေနေသေးကမရတော့ဘလောက်ပဲရှုနေနေအပေါင်းအထုံးနေဒိဋ္ဌိတင်းခံနေလို့ဒိဋ္ဌိကြီးတော့ပန်းခံနေလို့ဒီမှာဘယ်တော့မှမရဘူးလို့ဆုံးဖြတ်တယ်ဆရာဒီနေ့ရတာမှဥပဒနာရှိတာဒါပဲဟောဒိဋ္ဌိရဲ့မဲတာသူကိုယ်တိုင်ဒိဋ္ဌိဝိသေသံပြောလို့တန်ရရှိပြီးဒီကရလို့သူကိုယ်တိုင်ရှုနေတာခရင်ပေါက်ဘူးလို့ဘုရားကငါလာလျှောက်တယ်အနုရကကိုကဒိဋ္ဌိမပြုသေးပါလားဆိုတော့ဘုရားရေးဟုတ်တန်တော့သဘောကျလားဒိဋ္ဌိပြုတာကိုဘာလို့အောင်ပြစ်ထားရှင်းထားရမယ်ဥပဒနာရှုတာကိုနောက်ထားရမယ်ဆိုတော့ဒါချိန်တိုင်းလားလို့နေတဲ့အခါကျတော့ချိန်တိုင်းမဟုတ်ပါဘူးလို့ဆုံးဖြတ်ချက်ချကြပါချိန်တိုင်းမဟုတ်ပါဘူးငဘောမျက်နှာပြုတ်ပြီးတဲ့ပုဂ္ဂိုလ်မှာလည်းရောက်လာရှိပြီးတာပါပဲဖြုတ်မှမဖြုတ်ရသေးတဲ့ပုဂ္ဂိုလ်ဉာဏ်နဲ့မှဖြုတ်မပေးရသေးတဲ့ပုဂ္ဂိုလ်ကြတော့ကိုမောင်မြတ်တို့မှာမရှိကောင်းသေးဘူးပဲဆုံးဖြတ်ချက်ချမရှိကောင်းသေးဘူးလို့ဆုံးဖြတ်ချက်ချဒီညာတပရိညာမရှိဘဲနဲ့တိရဏပရိညာကိုမလုပ်ရဘူးညာတပရိညာဆိုတာသိမှုမရှိဘဲနဲ့တိရဏပရိညာဆိုတဲ့ရှင်းမှုကိုမလုပ်ရဘူးဒါရင်သိမှုကိုရှင်းတာရှင်းမှုကိုနောက်ထားရမှာဆိုတာဒီဝိသုကနေပြီးဒီကလည်းတဲ့ကအခိုင်အမာပြပြီလို့မှတ်ကြဟုတ်ဒါဒီနည်းညကုနဲ့တရားမှာဆိုရင်လူရင်းကတိုင်းပြောနေတော့ဆိုတာကိုဒီဘောလုံးကမှတ်ရမယ်ကောင်းပြီဒါဖြင့်ဆရာကဘုရားမကြီးစီမိရတာသွားဆောက်တဲ့အခါလူကိုယ်တိုင်ဒိဋ္ဌိဝိသေသံမပြုတ်ပါလားဒါကြောင့်ငါကြီးမှာမဟုတ်လည်းမရဒိဋ္ဌိတွေမေးတာကိုလည်းသူအကျဲတွန်းတာလည်းမပြေနိုင်သူကိုယ်တိုင်ကလည်းဝိသေသံမတည်သေးပါလားဆိုပြီးသူ့ကိုပဲခန္ဓာ၅ပါးပြပြီးဒီကလာဟောရတယ်နုရတာမင်းကြီးကားလို့ဆိုလို့ရှိရင်ရုပ်တရားခဏခဏဖောက်ပြန်ပြည့်စုံနေတယ်ရုပ်တရားခဏခဏဖောက်ပြန်ပြည့်စုံနေတယ်ဆိုတော့ဒါကဘုန်းကြီးချက်ရမယ်တဲ့ဘုရားဟောတာကအမှန်ကျမ်းနေပါပြီဆိုတော့ရုပ်တရားဘယ်နဲ့ကြောင့်ဖောက်ပြန်ပြည့်စုံနေပါလိမ့်မလို့ဆိုလို့ရှိရင်အေးရရုပ်ပဲအေးပြီးချုပ်တာဒီရရုပ်မဖြစ်နိုင်ဒီရရုပ်ကလည်းပူတဲ့နေရာမှာချုပ်ပြီးဒီကလာအေးရရုပ်မဖြစ်နိုင်ဒါပြန်သူကြီးအေးကပူဖြစ်လာတယ်အပူကအေးဖြစ်လာတယ်ဆိုရင်သတ္တရာလေးကြီးဖြစ်နေတယ်ဒါပြန်အေးရရုပ်ကအေးတဲ့နေရာတိုင်းချုပ်ပူတဲ့စိတ်နဲ့မှတစ်ချက်မှမကူဒီဘက်ကတော့မှပေတဲ့တိုင်းကြီးမကူနိုင်ဒီနေရာတိုင်းဖြစ်ဒီနေရာတိုင်းပြည့်အေးရရုပ်ကအေးတဲ့နေရာမှာဒီနေရာတိုင်းဖြစ်ဒီနေရာတိုင်းပြည့်သို့ဒီဝေဒနာတွေလည်းမျက်လုံးနဲ့ပေါ်တဲ့ဝေဒနာတွေမျက်လုံးနဲ့မှာပဲပြည့်ရမျက်လုံးနဲ့ဥပ္ပခဝေဒနာကိုမျက်လုံးနဲ့ဥပ္ပခဝေဒနာပြည့်နားရဥပ္ပခဝေဒနာပေါ်နားရရင်ပြည့်နှာခေါင်းနဲ့ဥပ္ပခဝေဒနာပေါ်နှာခေါင်းနဲ့ပြည့်လျှာပေါ်မှာပေါ်လျှာပေါ်မှာပြည့်ကိုယ်ပေါ်မှာဒုက္ခဝေဒနာပေါ်ပေါ်တဲ့နေရာတွေပြည့်ရဒုက္ခဝေဒနာပေါ်ဒုက္ခဝေဒနာပေါ်တဲ့နေရာတွေပြည့်ရမှာဘယ်မှရွှေ့သွားပြီးကြတော့ပြောင်းတယ်လောကီမှာပြောစမ်းပါလို့ဆိုလို့ရှိရင်အတ္တနာတော့အာယန္တိဘက်ကလေးစံဒီအတ္တနာဝိဇုကွာတော့အာခါရီအဝိဇန္တိဝယန္တိစာရီဘုဇုမရေလာဆရာပြောထားတယ်အကြောင်းဓမ္မဂါရီကမှာကျင်စိတ်ပြီးဖြစ်ဆိုစိတ်ချုပ်ဆဲမဟုတ်ဘူးဆိုတာကိုဘုရားကသေချာဟောတယ်ချုပ်ဆဲဖြစ်ဆဲမဟုတ်ဘူးဒီဒီခုဖြစ်ချုပ်သွားတဲ့ဥစ္စာဒီနောက်ဖြစ်ချုပ်လေမလားဒီလိုလည်းမဟုတ်ဘူးဒီလိုရမိုက်ပါလိတော့စိတ်ကြရမိုက်ပါလိတော့သေချာချာဟောထားတဲ့အတွက်ဒီနေရာရင်ဖြစ်ဒီနေရာရင်ပြည့်တဲ့တရားခိုင်တယ်မြဲတယ်ကုသွားသေးတယ်ဆက်သွားသေးတယ်လို့ဥမာရင်ယူနိုင်မှာမယူနိုင်ပါဘူးဆိုတော့တဲ့တော့မှာငကိုယ်ကလည်းယန္တာမရှိဘူးခန္ဓာ၅ပါးသာရှိတယ်ယန္တာမရှိဘူးဒီယန္တာဆိုတာလေသမှုတွေသစ္စာကဟုတ်တယ်ပရမတ္ထသစ္စာကတော့ခန္ဓာ၅ပါးလူတိုင်းတိုင်းပဲကိလေသာချုပ်တာနဲ့မချုပ်တာပဲပွားကြတယ်ခန္ဓာ၅ပါးအတူတူပဲခန္ဓာ၅ပါးအတူတူဆိုတော့ယုတ်တရားမှာလည်း
ဒုက္ခရမှာရဟန္တာမဟုတ်ဘူးဖြစ်ပြပဲရှိမှာပဲဝေဒနာတရားမှာရဟန္တာမဟုတ်ဖြစ်ပြပဲရှိမှာပဲသင်ညာလေးတွေမှတ်မှုလေးမှာလည်းယူပသင်္စေနာသရသင်္စေနာနဲ့မျိုးမျိုးကုန်ဟောတော့ဒီပါယမတ္တမှာလည်းမှတ်ပြီးပြတာပဲဗဒ္ဒယမတ္တမှာလည်းမှတ်ပြီးပြတာပဲထို့လူစေနာမှာယူပသင်္စေနာသရသင်္စေနာ60စေနာလာတာပဲဒါလည်းသူ့နေရာသူပေါ်သူ့နေရာသူပြက်ပြီးကြတာတော့စိတ်တွေမှာလည်းဘယ်နေရာမှပေါ်ပေါ်သူ့နေရာနဲ့သူပေါ်ပြီးသူ့နေရာနဲ့သူပြရတယ်ဘယ်မှရွှေ့ပြောင်းပြီးကြတာပြက်နေတယ်သွားနေတယ်ပတ်လို့မရှိဘူးခရစိတ်ကလေးကကောင်းတယ်မှလင်းတဲ့နေရာမှာပြောက်တာပဲအဲ့ဒါလေးသိကြတာဒီထဲမှာဖြစ်ပြနှစ်ခုတည်းရှိတယ်ရဟန္တာပါပါရဲ့လားမေးရင်မဖြစ်ကြမပါဘူးမပါဘူးဆိုတော့ဘုရားကဒီလိုဖြစ်ပြတာရှိတယ်ကွာလို့ဟောလိုက်တော့ယောဂဝေဒနာကိုရှုနေတဲ့ပုဂ္ဂိုလ်ဝေဒနာအိဋ္ဌာလားအိဋ္ဌာလားမေးမနဲ့ဖြစ်ကြအိဋ္ဌာအဲ့ဒီအိဋ္ဌာဖြစ်တဲ့တရားကိုပဲနဲ့ဒုက္ခဒုက္ခကိုဝင်လိုက်တဲ့အခါကျတော့သူမွေးလည်းမွေးတယ်သေလည်းသေတာကိုသေချာထောက်ကြည့်ဖြင့်ဖြစ်ဒုက္ခဖြစ်ဒုက္ခသာရှိနေတဲ့ကြောင့်ဒုက္ခပဲဒါကောင်အိဋ္ဌာဒုက္ခဖြစ်တဲ့တရားကိုအိဋ္ဌာမဧသောမဧသောမေအတ္တဆိုတဲ့ငါ့ဘုံငါ့ဥစ္စာလို့ဆိုနိုင်ကြရဲ့မဆိုနိုင်လို့ရှိရင်ဒါအနတ္တပဲဒီလိုလေးဘုရားခန္ဓာ၅ပါးလှည့်ပေးကြတာဟောပါတဲ့ခါကျတော့အနုဒ္ဒတိအနုရဒတိသူဒီတရားအဆုံးကိုရောက်သွားတယ်ဘဝတတ္တဗန္တရအနာဂံယန္တာဖြစ်သွားတယ်ဖြစ်သွားတာကယန္တာပြောက်ပြီးတော့ဖြစ်ပြဉာဏ်ရောက်လို့ယန္တာသိရင်ဖြစ်သေးသလားဆိုတော့တန်တရားလည်းမရှိဘူးယန္တာမရှိဘူးဆိုတာသိသွားပြီတတ္တဝါမရှိဘူးဆိုတာလည်းသိသွားပြီအဲ့ဒီဓမ္မတွေကအခုတရားနာနေတဲ့ဓမ္မတွေတတ္တဝါမရှိတာကိုသိဖို့ရတယ်တဲ့နံပါတ်ရေးကြည့်တယ်ဆိုတော့ဒိဋ္ဌိဖြုတ်ရမှာဘုဘောပါပြီတတ္တဝါနဲ့ကိုယ်ကဆောင်းမြတ်ကမပါခဲ့ဘူးမပါတာကိုတတ္တဝါကိုဒိဋ္ဌိနဲ့မေးတော့ဒီကနေ့ဒိဋ္ဌိရှိတဲ့သူကတန်တရားရှိတယ်အဲကြောင့်ဒိဋ္ဌိမပြုတ်ခင်းနဲ့ဥပဒနာလုပ်ခင်းခဲ့တော့နုရတာကိုထောက်တပြန်တော့ယမကကိုထောက်တပြန်တော့မဲ့ဖို့မရနိုင်ဘူးဆိုတာတေရှိသင်္ခါရနိစ္စတော့ပတ္တတော့အနုလောမခန္ဒီယသံပါဏာတော့ဘဝိတ္တိနေတန်းဆံဝိတ္တိတခုတော့ဒိဋ္ဌိရှိနေလို့ရှိရင်ကွာတဲ့သစ္စာအနုလောမိကညာတော့မရနိုင်ပါဘူးလို့ပြောတယ်အငုတ္တပါဠိတော်မှာတေချာဟောသစ္စာတိမှာသာထားကြပါဦးသစ္စာနဲ့လျော်တဲ့ညာတော့မရပါဘူးဒိဋ္ဌိခံတယ်လို့သစ္စာနဲ့လျော်တဲ့ညာမရလို့ရှိရင်ပြန်သောတာပတိမေရတယ်လည်းငါဖျားပဲလို့သမတ္တနိယတာမှာဆိုမဖောင်းပြန်နေမြဲတဲ့သောတာပတိမေရတယ်ငါဖျားလည်းမဟုတ်ဘူးနောက်ဖျားတယ်လည်းမဟုတ်ဘူးအဲဒီသောတာပတိမေမှာမရဘဲနဲ့သောတာပန်ဖြစ်လိမ့်မယ်သဂရာဂံဖြစ်လိမ့်မယ်အနာဂံဖြစ်လိမ့်မယ်ယန္တာဖြစ်လိမ့်မယ်လို့ဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်ငါဘယ်တော့မှမဟုတ်ဘူးဆိုတော့ခံယူသွားခံယူသွားပြီအဲ့ဒါတွေတို့ဓမ္မတွေကသိကြတော့ဩဒိဋ္ဌိအရင်ပြုတ်ပြီးမှဥပဒနာနောက်ထားရှုရမှာပါလားဆိုတာခံယူသွားအဲ့ဒါဓမ္မတွေဥပဒနာရှိတော့မယ်ဆိုလို့ရှိရင်ဘာရင်ဖြုတ်ရမယ်ဆိုတော့ပေါ်ကြလားဘယ်လိုပေါ်ကြဒိဋ္ဌိရင်ဆိုရနော်ဒိဋ္ဌိမပြုတ်ဘဲနဲ့ဥပဒနာရှိလို့ရှိရင်ဒီအနုရာဂကိုဖြစ်မယ်အနုရာဂကိုဘုရားကခန္ဓာ၅ပါးသာရှိတယ်အိဋ္ဌာလားအိဋ္ဌာလားဒုက္ခလားဒုက္ခလားအနတ္တလားအတ္တလားလို့မလိုက်တဲ့အခါကျတော့ဒီအိဋ္ဌာဒုက္ခအနတ္တသာရှိပါလေလို့အမှန်ဖြေလိုက်တဲ့အတွက်သူညာနဲ့မဒိဋ္ဌိပြုတ်ပါဒိဋ္ဌိကိုသွားပြီးတော့ဟောလိုက်တဲ့အခါကျတော့မှသူဒီယန္တာဖြစ်သွားတယ်လို့ထောက်တဲ့ဖြင့်ငကိုကဒိဋ္ဌိတွေနေတော့မှသူဒိဋ္ဌိမပြုတ်တော့ကဒီအိဋ္ဌာဒုက္ခအနတ္တတွေရှုလို့ရှုနေတာပဲလို့ယန္တာမဖြစ်ခဲ့ဒါဖြင့်ဆရာတော်သမားကောင်းမှလည်းသိလို့တယ်ဆိုတော့ပေါ်သွားပြီသွားလိုက်ရှုပွားနှခန္ဓာကိုယ်ထဲရှုပွားနှခန္ဓာကိုယ်ထဲမှာရှိတယ်ဒီရှာရှုပွားအမျိုးမျိုးကုန်ဘယ်လိုပဲခေါင်းရတော့လေဆရာမနဲ့တွေ့ပြီဆိုရင်ကိုယ်ကျုံနေတယ်လောက်တော့အိမ်မြောက်ဘူးဟုတ်ကဲ့အိမ်မြောက်ဘူးအဲ့ဒါကြောင့်ဒီနေ့အချိန်မြင့်တွေကကံပြီးဒီကလာဝိရုဒ္ဓတိကလုံလောက်အောင်ပြတဲ့အတွက်ဩဒိဋ္ဌိရှေ့ထားဖြုတ်ပြီးမှဥပါဒနာနောက်လုပ်ပါလားဆိုတာကိုဒီတရားတော်လုံးကသေသေးချာချာမှတ်ဖို့အရေးကအကျုံးပါပဲဒါကလည်းဒိဋ္ဌိပြောလိုက်တဲ့အခါကျတော့သူကယန္တာဖြစ်သွားတယ်ဆိုတော့ဘယ်ဘုရားကပြန်မေးလိုက်တယ်မိရကတတ္တဝါသိရင်ဖြစ်သေးသလားတတ္တဝါသိရင်မင်းမမေးတယ်မဖြစ်ဘူးလို့မဖြစ်ဘူးလား
သတ္တဝါတွေလို့ရှိရင်ဖြစ်စီတယ်လည်းဖြစ်စီတယ်လားသတ္တဝါတွေလို့ရှိရင်မဖြစ်ပြီးမှုဖြစ်သေးတယ်ဆိုတဲ့သဘောမျိုးလားလို့ဆိုတော့ဒီလိုကြီးလုံးဖြစ်ပါဘူးဗျာတဲ့သတ္တဝါမှမရှိဘဲနဲ့သတ္တဝါတွေဖြစ်သေးတာဆိုတော့လည်းပြီးတော့မဖြစ်တော့ပါဘူးဆိုတော့ဒိဋ္ဌိတွေကြောင့်သူသက်တဲ့ခံမယ်မှန်ပါသတ္တဝါတွေမှဖြစ်တော့ဘူးလားဆိုတော့လည်းပြီးတော့ဖြေရမရှိပါဘူးဗျာတဲ့သတ္တဝါမှမရှိပဲသတ္တဝါတွေဖြစ်ကြတယ်ဖြစ်ကြတယ်လားဆိုတော့လည်းပြီးတော့ဖြေရမရှိပါဘူးတဲ့ဒိဋ္ဌိမရှိတဲ့အတွက်သတ္တဝါတွေမှဖြစ်ပြီးမှုဖြစ်တဲ့သဘောလေးများရှိသေးရလို့နေတာလေသတ္တဝါမှမရှိလို့ပြီးတော့ဖြေရမရှိပါဘူးဆိုတော့ဒိဋ္ဌိတုတ်တဲ့အဖြစ်သူဖြေတာမှန်အလို့ရတာဒိဋ္ဌိတုတ်တဲ့အဖြစ်သူဖြေပြီးကြတာထားတဲ့အတွက်ဒိဋ္ဌိတုတ်ကမှသူကဒီလိုထွက်လာတယ်ဆိုလို့ချင်းငကိုဒိဋ္ဌိမလို့တာပေါ်တော့ပေါ်ပါအလို့ရတာမငကိုဒိဋ္ဌိမလို့ခဲ့ဘူးဆိုတော့ပေါ်သွားအဲ့ဒီမှာဘုရားရှင်ကိုရမကြီးကဝါတဲ့နေရတာမသိမချင်းတစ်သက်လုံးမှာမှတ်ပြီတော့မနှုတ်ခန္ဓာကိုယ်တော့ဝိဒုက္ခဖြစ်တာနဲ့ဝိဒုက္ခပြတ်တာမှတော့ဘာမှမရှိဘူးပုဂ္ဂိုလ်တ attva မရှိဘူးကဝိဒုက္ခဖြစ်နေတယ်ဝိဒုက္ခပြတ်နေတာဒါပဲရှိဆိုတော့ညာအရဘာတို့အထုကြတဲ့ပုဂ္ဂိုလ်မှာဩဘုရားမြတ်တဲ့ကိုယ်ရတဲ့ဒုက္ခခန္ဓာကသမုဒယဟောတိဘုရားကဟောထားတယ်ဒီဥစ္စာခန္ဓာ၅ပါးတရားလို့ဆိုလို့ရှိရင်သင်္ခါရပစ္စယဝိညာဏဆိုတဲ့ခန္ဓာ၅ပါးပဲဝိညာဉ်ကဆိုတဲ့ခန္ဓာ၅ပါးတို့ဖြစ်တယ်လို့ရိစ္ဆာသမုပ္ပါမှာလို့သိပြီးဖြစ်ကြမှားရမှာဝိညာဉ်ကြီးတစ်ခုလုံးဖြစ်ပါဝိညာဉ်နဲ့သာသာဖြစ်တဲ့နာမခန္ဓာ၄ပါးလည်းပါတယ်ဝိညာဉ်နဲ့သာသာဖြစ်တဲ့ယုတ်ကလည်းပါလို့ဖြစ်နေတယ်ဝိညာဉ်တို့ရိစ္ဆာသမုပ္ပါကဆွညတယ်လေဥမာရင်းကသင်္ခါရပစ္စယဝိညာဏဆိုတော့ဝိညာဉ်တစ်ခုလုံးဖြစ်တယ်လို့ယူပါနဲ့ပြင်စောကာရဘုံမှာခန္ဓာ၅ပါးနဲ့ဖြစ်တယ်လို့ယူပါဟုတ်ပါသာမဟုတ်တမ်းပြတာတဲ့သုတ္တန်ကိုစင်စိတ်ဝိမာန်ကြီးနဲ့သေချာဖြစ်စဉ်ကြည့်တဲ့ခန္ဓာ၅ပါးဟာပြင်စောကာရဘုံမှာမိုးဖွားတဲ့ပုဂ္ဂိုလ်တွေသူချင်းမှာအတူတူဖြစ်အတူတူပြည့်တယ်ကြီးဆုံးဖြတ်ချက်ချတာမှန်ပါဘူးဘာပါလဲမှန်ပါဘူးအတူတူဖြစ်အတူတူပြည့်တာကိုသိပြီးကြတာနေတဲ့အတွက်ခန္ဓာ၅ပါးကြီးဝိပါကဝကြီးဆိုတာလည်းမသိကြဘူးသိကြပါဘူးအဝိဇ္ဇာရင်းတော့ကိလေသာဝတ်ကြောင့်သင်္ခါရရင်းတော့ကာမဝတ်ဖြစ်ကာမဝတ်ကြောင့်ခန္ဓာ၅ပါးရင်းကိုဥပါကဝတ်ပေါ်မှာပေါ်ပါဒါဖြင့်ဒီဥပါကဝတ်ထဲမှာသေချာစဉ်းစားကြည့်တဲ့အခါကျလို့ရှိရင်ဝိဒုက္ခကိစ္စကြီးတာဖြစ်နေတော့ဖြစ်ကြလဲဝိဒုက္ခပဲပြတ်ကြလဲဝိဒုက္ခအဲဒီအနည်းရတာကိုဘုရားကဟောတာဖြစ်ကြလဲဝိဒုက္ခပြတ်ကြလဲဝိဒုက္ခဒါဖြင့်အလုံးစုံဓမ္မတွေဉာဏ်နဲ့ကြည့်တဲ့အခါကျတော့ဖြစ်ဒုက္ခဖြစ်တဲ့ဝိဒုက္ခနဲ့ပြည့်တဲ့ဝိဒုက္ခသာရှိတယ်ဆိုရင်သတ္တဝါကဘောမပါဘူး။မှန်ပါပါ။ဒီတိုင်းတော်မှာလည်းတန်ခါးတို့တွေကရှုလိုက်မယ်ဆိုလို့ရှိရင်ဖြင့်အမြန်မရပါဘူး။ဟုတ်။ဒိဋ္ဌိပြုပြီးသားဖြစ်နေတယ်။ဟုတ်။ဒိဋ္ဌိပြုပြီးသားဖြစ်နေတယ်။တိုင်းရတဲ့ကိုယ်မကြီးကတိုင်းနေတာကကိလေသာဝကြောင့်ဆိုတာကဝိဇ္ဇာကိလေသာဝဝိဇ္ဇာကိလေသာသင်္ခါရကကာမဝဟုတ်သင်္ခါရပစ္စယဝိညာဏဆိုတော့ခန္ဓာ၅ပါးဖြစ်သွားရင်ဝိပါကဝဝပေါ်လာကိလေသာဝကြောင့်ကာမဝဖြစ်တယ်ကာမဝကြောင့်အခုရတဲ့ခန္ဓာ၅ပါးဝိပါကဝမသိကြဘူးသိကြအဲ့တော့ဒီထဲမှာဝိပါကဝဖြစ်မှုနဲ့ဝိပါကဝပြတ်မှုလည်းရှိရဒိဋ္ဌိဝင်နေလေမဝင်နိုင်ပါဘူးတဲ့ဒါအမှန်ရှင်းတော့ပြီဝိပါကဖြစ်လာတယ်ဝိပါကဝဖြစ်တာပြတ်သွားတယ်ဝိပါကဝဒါဖြင့်ဝေဒနာလေးဖြစ်တာလည်းဥပါကဝဖြစ်ဥပါကဝပြတ်တာပဲပညာလေးဖြစ်တာလည်းဥပါကဝဖြစ်ဥပါကဝပြတ်တာပဲစိတ်ကဖြစ်တာလည်းဥပါကဝဖြစ်ဥပါကဝပြတ်တာပဲကွာအနုရာရမင်းတယ်မသိမချင်းမှပါဘုရားသုံးရတဲ့ချက်ပဲမသိမချင်းမှပါဆိုတော့ဒီတော့ဒီဥစ္စာရှင်းရှင်းလင်းလင်းနဲ့ဉာဏ်နဲ့မှရှင်းပါပြီဆိုတော့သောရဘာသာကအနာဂတ်ဉာဏ်မှာကြောင့်ဖြစ်ပါတယ်အဲဒါကြောင့်ဒုတိယနာတရားဓမ္မတွေမှာကိလေသာကိုလည်းရှုနေဖို့မလိုပါဘူးကာမကိုလည်းရှုနေနေပါဘူးဝိပါကဝကြီးဆိုးအောင်မှုပြောတာအမြင်ဖို့အရေးကြီးပါနောက်ဘာဖြစ်ကြလဲလို့မေးတဲ့ခါကျတော့ဟိုတဲ့သူကကျွတ်တော့မှအကျိုးတရားဆိုတဲ့ဥပါကဝကြီးရပြီးသားဖြစ်နေတော့ဟိုဒီကနေပြီးမဂ္ဂင်နဲ့ရှုလိုက်တဲ့အခါမှာမဂ္ဂင်နဲ့ရှုလိုက်တဲ့အခါကျတော့ရှင်ဖြင့်ဒီဝိဇ္ဇာကလည်းကျွတ်တော့ဓမ္မလေးရှိမဂ္ဂင်ဖြစ်နေတော့ဝိဇ္ဇာကဖြစ်သွားတော့ဟိုတဲ့နောက်ဝိဇ္ဇာလာသေးရဲ့မလာဘူးမလာဘူးသင်္ခါရကဝိဇ္ဇာမရှိလို့ရှင်သင်္ခါရကပေါ်ဝင်ရှိပါမရှိပါဘူးမရှိတော့ဘူးသင်္ခါရကလည်း
မနဲ့ဒီမဂ္ဂင်၅ပါးနဲ့ကျွရင်သင်္ခါရကအသင်္ခါရဖြစ်အသင်္ခါရဖြစ်သွားအဝိဇ္ဇာဖြစ်သင်္ခါရကအသင်္ခါရဖြစ်သွားတော့ပရိစ္ဆေဘုရားကျွတ်တော့မှာအစားကပြတ်နေတယ်တဲ့ရှိတဲ့ပုဂ္ဂိုလ်မှာပြတ်တယ်ဘူးလားပြတ်တယ်အစားကပြတ်နေတဲ့ပုဂ္ဂိုလ်မှာပြန်သတ္တဝါကြီးရေတော့မြင့်ပြတ်တာပဲခန္ဓာကြီးရေတော့မြင့်ပြတ်တာခန္ဓာကြီးရေတော့မြင့်ပြတ်တာပဲလို့ဆိုလို့ရှိရင်ဒီခန္ဓာကြီးကဝိတ္တစာရေတော့မြင့်ပြတ်ပါတယ်ဆိုလို့ဖြင့်ကျွတ်တော့မှာနော်ဝတ်ကောင်ပေါ်ဖို့ဝတ်ကောင်ဖြစ်ကြောင်းပေါ်ဖို့ရှိသေးရဲ့မရှိဘူးလားခါလာရင်ဒီရှိလိုက်တဲ့ပုဂ္ဂိုလ်မှာဒီဘက်ကသတ္တဝါရေတော့မြင့်ဖြစ်တာဝိဇ္ဇာချုပ်တယ်ဒီဘက်ကသင်္ခါရလည်းချုပ်တယ်ဆိုနေမှာဆိုနေမှာနောက်တော့ဝိညာဉ်ရောချုပ်တော့ကျွတ်တော့မှာဟောကိလေသာဘောဟောကမ္မဘောဟောဝိပါကဘောဒီလိုဥပါဒနာလုပ်တဲ့ပုံမှာဝတ္တမကျွတ်တယ်။ဘာကြောင့်ဝတ္တမကျွတ်ရလို့ဆိုလို့ရှိရင်ဟောဒီကမှာဝိဇ္ဇာဖြစ်သွားတယ်။ပြုမြင်တဲ့သင်္ခါရကတော့မပါတော့ဘူးတဲ့။သင်္ခါရမပါတဲ့အခါကျတော့သင်္ခါရပြည့်တဲ့ဝိညာဏဆိုတဲ့နောက်ပြည့်စုံမှုကအကျိုးတရားပေါ်ပါဘူး။မပေါ်တော့ဘူး။သူဆရာဝန်ယနေ့ညဟောနေတဲ့တရားအမှန်ဘုဒ္ဓနဲ့တရားဘုကျွတ်တရားဟေဘုကျွတ်တရားဟေဟောတယ်ဖြစ်ဖြစ်ရှိနေတဲ့အတွက်ကိလေသာဝကလည်းဖြစ်ဖြစ်ကိုရှိနေတဲ့အဝိဇ္ဇာကဝိဇ္ဇာဖြစ်နေလို့ဟောသူကအရင်ဖြစ်ဝိဇ္ဇာမှမရှိလို့ရှိရင်ဝိဇ္ဇာဖြစ်တဲ့သင်္ခါရဆိုတော့ပါဠိကပြတ်သွားပြတ်တယ်ပြတ်သွားပြီတဲ့ဝိဇ္ဇာနေရတော့သင်္ခါရနေရတော့ဖြစ်သွားသင်္ခါရနေရတာခန္ဓာ၅ပါးနေရတော့သင်္ခါရနေရတော့ဖြစ်တယ်လို့ဖြစ်ပါသူကတည်းကတာကိုလေ့လာသိနေပြန်ဩဒီလုံးမှာတော့ဝိုးပြတ်စေတဲ့တရားမရှိပါလားဆိုတော့သူတို့အကျိုးပဲလည်းသိသွားအဲ့ဒါဒီကျိုးကကြည့်ရတာဒီဘယ်နည်းအောင်ဘုရားမှာလုပ်လဲလို့ဒီဒကာရမတွေကမေးလိုက်တဲ့အခါကျတော့ဒီကျိုးတရားကိုမကောင်းမှန်းသိလို့ဒုက္ခသစ္စာကြီးလို့မကောင်းမှဝိဒုက္ခသစ္စာကြီးလို့မကောင်းမှန်းသိသွားတာကမကောင်းတာမကောင်းမှန်းသိတယ်ကအဝိဇ္ဇာမကောင်းလို့မကောင်းတာမကောင်းမှန်းသိတယ်ကဝိဇ္ဇာဖြစ်သွားတယ်ဆိုတော့ဝိဇ္ဇာဥဒ္ဒဘာတိဖြစ်သွားတယ်ဝိဇ္ဇာဥဒ္ဒဘာတိဖြစ်သွားတဲ့အခါကျတော့ရှင်းပြန်အဝိဇ္ဇာချုပ်လို့လည်းဖြစ်သွားကြဟောဝိဇ္ဇာကနောက်ကနေချုပ်ဟောသင်္ခါရကလည်းဝိဇ္ဇာမရှိလို့ဘူးရဲ့အမြင့်လဲလို့အပင်မှာလဲရဟောအသေးကွန်းတွေကိုသိနေပတ်နိုင်လေမသိနိုင်ဘူးမသိနိုင်ဘူးနိုင်တာလေကျတော့လေဝုန်းမြစ်တွေဆက်လိုက်တယ်ဘုံဝုန်းမြစ်တုံးတော့ပြည့်တဲ့ဝုန်းမြစ်လည်းဆက်လိုက်တယ်ဟောကမ္မဝုန်းမြစ်ကောဆက်လိုက်ဘုရားဝုန်းမြစ်ကဆိုတော့ဘုရားပေါ်မှာပေါ်ရမှာသူကျိုးတရားကြီးပြပြီးတော့ဖြစ်ပြီးဒီကရာနေတော့ကျွတ်တော့မှစိုးရင်ရမရှိတဲ့အလုပ်ဟာဒီဝိဒုက္ခကြီးဖြစ်မှုပြမှုမမြင်တဲ့ပုဂ္ဂိုလ်လည်းဒီကိုပြန်ဆက်မယ်ကိလေသာကိုကာမဝိပါကကိုပြန်ဆက်မယ်ဒီလိုသိနေတဲ့ပုဂ္ဂိုလ်မှာကိလေသာကိုကာမဝိပါကကိုအပြစ်မတည်အောင်တဲ့အတွက်အပြစ်ခန္ဓာတော့မရတော့ဘူးအပြစ်ခန္ဓာရလို့ရှိရင်ဒီဒုက္ခသစ္စာမျိုးပြန်ရအပြစ်ခန္ဓာရတဲ့ရှိသေးရဲ့မရှိတော့ဘူးဆိုတာသိကြပါစေနဲ့နေရတာရေနဲ့မသိမချင်းတာနောက်ပြီးတော့ဒိဋ္ဌိဝန်ခံကိုမရှိပါဘူးတတ္တဝါရင်းဖြစ်သေးသလားဆိုတော့ဒီချင်းမှာဝိဒုက္ခဖြစ်ဝိဒုက္ခပြတ်တာကမြင်နေတဲ့ပုဂ္ဂိုလ်တတ္တဝါလို့ဆွဲရရသေးတယ်မရဘူးဒိဋ္ဌိပြတ်သွားပြီတတ္တဝါရင်းမဖြစ်တော့ဘူးလားလို့ပြောတဲ့အခါကျတော့တတ္တဝါမှဒီချင်းမှာမပါဝိဒုက္ခဖြစ်ဝိဒုက္ခပြတ်တာသိထားတဲ့အတွက်ဥစ္စာတွေဆိုတော့လွတ်တော့လွတ်တော့တတ္တဝါရင်းဖြစ်သေးလားမေးတာတတ္တဝါရင်းရှိတဲ့ပုဂ္ဂိုလ်မှမေးတာတတ္တဝါတွေလို့ရှိရင်မဖြစ်တော့ဘူးလားလို့မေးတာကဥစ္စာတွေရှိနေဥစ္စာတွေရှိတဲ့ပုဂ္ဂိုလ်မှဒါမဆုံးဖြတ်နိုင်ဘူးတတ္တဝါတွေဖြစ်ပြီးတယ်ဖြစ်ပြီးတယ်ဆိုတာအန္တရာနိကဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်မှတတ္တဝါတွေမဖြစ်နိုင်ဘူးအနည်းနဲ့ဖြစ်သေးတဲ့ဘောရလားဆိုတာအမရာဝိသေဝဒိဋ္ဌိရှိမှဒီလေးချက်မေးတယ်ဘုရားဒီလေးချက်တတ္တဝါမှဖြစ်လို့ရအစိုးရကဝိဒုက္ခဖြစ်ဝိဒုက္ခပြတ်တာသိနေတယ်ကွာတတ္တဝါပြောက်သွားအဲဒီဒိဋ္ဌိရဲ့ဆံလို့အနုရကမှာဒီဘက်ကဝိပြပြီးကြတာရဟနာဖြစ်ရမှာဒါဖြင့်ဝိရမယန္တာဖြစ်နိုင်တယ်ဆိုတော့ဝိရိမယဆိုတော့ဒီဥပါဒဝိသိကိုပိုင်နိုင်သိပါမှအားလုံးတရားနာတဲ့ပုဂ္ဂိုလ်တွေကဥပါဒနာဉာဏ်စကားသိပေါက်ပါတယ်ဒီဥပါဒဝိသိဖြစ်ပုံပြက်ပုံကိုမသိသေးကြတာဘာလုံးဒိဋ္ဌိရှိနေသေးတယ်လို့ဆုံးဖြတ်ချက်ချဥပါဒဝဖြစ်ပုံပြက်ပုံမသိဘူးဒိဋ္ဌိရှိရင်ဝိသိကိရှိတော့တာဒိဋ္ဌိရှိရင်ဝိသိကိရှိတော့တာပဲအဲ့ဒါကြောင့်အနုရကဝ
ကိုဘုရားကသေချာဆုံးလာတာဝိဒုက္ခပြည့်ဝိဒုက္ခပြတ်တာကိုဒါမင်းမသိမချင်းမှန်ဆိုတော့ဘုရားကတော့ဘုဆန်တော့မရှင်းသေးဘူးလားရှင်းပါအဲ့ဒါကြောင့်လူတရားနာတဲ့ပုဂ္ဂိုလ်တွေမာလီတွေကဒိဋ္ဌိမပြုတ်ဘဲနဲ့သူအားထုတ်နေတော့ကဒိဋ္ဌိတွေနေတော့သူနောက်ခါထပ်မင်းငါခက်တယ်ဘယ်လိုဖြစ်မှန်းမသိဘူးဆိုတော့သူဒိဋ္ဌိရှိပြီပြက်မနည်းရလားဘုရားကရောက်တယ်ရှိပါလားနောက်ခါဒိဋ္ဌိတွေကလာမင်းပြီးတော့ဘယ်လိုမှမသိဘူးဆိုတော့ပုဂ္ဂိုလ်တွေနဲ့ဝိဒုက္ခဖြစ်မှုဝိဒုက္ခပြတ်မှုကိုသူရှုလာနေတဲ့ဝိဒုက္ခဖြစ်ဒိဋ္ဌိပွားတဲ့အဖြစ်မျိုးဉာဏ်ရောက်ပါလားမရောက်ဘူးတဲ့သူမှဒုက္ခရောက်ပေါ်ရတယ်ဒါဖြင့်အားလုံးပါတယ်လို့ဘယ်ကံရလူတွေတို့ဆရာဘုန်းကြီးယနေ့ကဘယ်လိုကြကြမှာလဲဘယ်လိုယူဆောင်ပြီးဘယ်လိုဟောကြောင်လုပ်နေပါလဲလို့မေးလို့ရှိရင်ဟောဒီမူလအကြောင်းကိုလည်းတတ်တယ်ဒုတိယအကြောင်းကိုလည်းတတ်တယ်ဆိုတော့မသိကြဘူးလားသိကြဘူးဒီဘက်ကလိုလိုသိတယ်ဆိုတော့ဘုရားကနာရှိဆိုတာဥမာတယ်လို့သိချင်မှတ်တယ်တော့အနာဂတ်အကြောင်းတတ်နေတာဟေးရှင်းအနာဂတ်ကြောင်းတယ်ဆိုတော့ဟိုဒီအနာဂတ်ဒီကြောင်းတယ်ကအနာဂတ်ကျိုးလာလေရမလားတော့အနာဂတ်ရှေ့လာလို့ဆိုမလားဘူးဆိုလုံကြီးကကိုတတ်တယ်လို့မယူပါနဲ့ဒါပြန်အနာဂတ်ကြောင်းတတ်ချင်လို့ရှိရင်ပြစ္ဆုတ်ပါအကျိုးကိုရှုရလိမ့်မယ်ပေါ်လာအနာဂတ်ကြောင့်လည်းရှင်လို့ရှင်ပြစ္ဆုတ်ပါအကျိုးရှုရပြစ္ဆုတ်ပါအကျိုးရှုမှသာလည်းဒါကြောင့်အနာဂတ်အကြောင်းဓမ္မအနာဂတ်အကြောင်းတွေတော့ပေါ့ပြစ္ဆုတ်ပါအကျိုးမှာတွေ့အောင်မရှာနိုင်တဲ့ပုဂ္ဂိုလ်ဟာဥမာလည်းတော့အနာဂတ်ကြောင့်သိလို့မယ်ဆိုတာဘုန်းကြီးရှိဆုံးမျိုးရရတာတရားမသိဘူးဘယ်နဲ့မှမသိဘူးဆိုတော့သဘောပါကြဒါဖြင့်ဝိပဿနာရှိဆိုတာဒီဒိဋ္ဌိကိုရင်ပေါ်မှုဆိုလို့ဆက်ကဒီဝိပဿနာကိုရှင်းစပြီးကိုရေးကြည့်သဝဒုက္ခဘောပါရဝိဒုက္ခမှမသိတဲ့ပုဂ္ဂိုလ်ဟာသတ္တဝါလို့သူဆိုမှာဒါယူသတ္တဝါနတ်သတ္တဝါပြမသတ္တဝါဖြစ်နေဝိဒုက္ခမသိတဲ့ပုဂ္ဂိုလ်ကအခုတော့ဇာမနာရှင်းကြတော့ဟောကိလေသာဝေါ်ကွာဟောဓမ္မဝေါ်ကွာဟောဝိပဿနာဝေါ်ကွာလို့ပြောထားတော့ဝိပဿနာဝေါ်ကိုဝိဒုက္ခရှိအောင်မှာပါလားဆိုတာပေါ်လာတယ်ပေါ်လာဘူးလားဝိဒုက္ခရှိလို့ရှိရင်ဖြင့်ဒါဝိပဿနာဉာဏ်နဲ့လည်းရှိပေးလို့ရှိရင်ဖြင့်ဝိဒုက္ခသာရှိနေတဲ့ပုဂ္ဂိုလ်လို့ဒေချာသိနေလို့ရှိရင်ဒိဋ္ဌိခွာပြီးသားရှိနေတာလို့ဆုံးဖြတ်ချက်ချတယ်တော့ပါတော့ပါတော့ပြီတဲ့ဒါကြောင့်ဘုရားမှာမမထိုက်ပုံစံဖြစ်နေကြတဲ့ပုဂ္ဂိုလ်များလှုပ်ကြတာနှပေါင်း30နှပေါင်းစိတ်နှပေါင်းငန်းနဲ့ဆောင်းနေလှုပ်ကြရတာအားလုံးခရီးမပေါက်ကြပါလိမ့်မယ်ဆိုတော့ဘုဒ္ဓခါကပေါ်လာတယ်ရှင်းလားဘုဒ္ဓခါရဲ့လို့ဝိရိယဉာဏ်ကမရောက်တော့ဒိဋ္ဌိကပုဂ္ဂိုလ်သတ္တဝါကိုယ်ကိုရှုနေရတာပဲဆင်းရဲခြင်းပါပုဂ္ဂိုလ်လည်းမရှိဘူးသူတော်ရှုနေရတာပဲဆင်းရဲလည်းဖြစ်မှာဒါတော့သူတော်ရှုတယ်ဆိုတော့လည်းဒိဋ္ဌိကမပြုတ်ဘူးကိုယ်ကိုရှုနေရတယ်ဆိုတော့ဒိဋ္ဌိကမပြုတ်ဘူးအဲ့ဒါခံနေတာဒါဖြင့်ဆရာကနည်းမရဆိုတော့ဒါကြောင့်ဘုရားကပြောတယ်ယထာဘုဒ္ဓဉာဏ်နာယသတ္ထပရိယေတိတကိုယထာဘုဒ္ဓဒိဋ္ဌိပြုတ်တဲ့နည်းကိုဉာဏ်နာယသူ့ကိုရခေါ်တဲ့ဆရာကိုပရိယေတိတဝမင်းငါမရှိဆရာပြဆရာကြီးမဟုတ်တယ်ဟုတ်တယ်ဒါပေမဲ့ဟိုဥမာလို့ပြောတယ်ရောက်လာရှိတိုင်းဘာမှဒိဋ္ဌိကလည်းဖြုတ်မပေးဝိရိယကလည်းဖြုတ်မပေးဘူးဆိုလို့ရှိရင်တဲ့ပြောတာကမမောဆောင်တတ်တယ်ချက်တူဖြစ်ပါဘူးပြောတာကမမောဆောင်တတ်တယ်ဆိုတော့အခုတော့ရှင်းပြလိုက်တယ်ဟောဒီကိလေသာကိုကြောင့်ဟောဒီဓမ္မကိုဖြစ်တော့မှာအတိတ်ကလာခဲ့ရပါတယ်ဟောဒီအဝိဇ္ဇာပြုလို့ကိလေသာကိုကြောင့်ဟောဒီဓမ္မကိုမဖြစ်ဘူးဟောဒီဓမ္မကိုကြောင့်အခုဥမာခန္ဓာကိုဘုန်းကြီးခန္ဓာကိုဓမ္မရဲ့ခန္ဓာကိုဥပက္ခဝေကြီးဖြစ်အဲ့ဒီဥပက္ခဝေဖြစ်ဥပက္ခဝေပြတ်တာကိုပြိပါမှပုဂ္ဂိုလ်တ attva ပြောက်အမှန်ရေးကြည့်အမှန်ရေးကြည့်တယ်ဆိုတော့ဘောပါလိမ့်ဘောတော့ဒီဘုရားပြမှာပဲပဲနဲ့တော့ဘုဒ္ဓခတ်သစ္စာလုံးမှာမသိသေးတဲ့ပုဂ္ဂိုလ်တွေကလည်းရှင်သစ္စာဉာဏ်ကညာမှာမရတော့သစ္စာဉာဏ်ကညာမရတော့ရှင်မညာမရနိုင်ဘူးမညာမရနိုင်လို့ရှင်ပုဂ္ဂိုလ်သတ္တပတိပုဂ္ဂိုလ်တရိုင်းပုဂ္ဂိုလ်ကိုနိုင်ပုဂ္ဂိုလ်ယန္တာဘယ်နည်းမှမဖြစ်ဘူးဆိုတာငါပြရေရောတာတောင်းတယ်ဘုရားမဒီကဟောလို့ဒီဘောရရတာဒါကစောက်ဆမ်းမှာမပါဘူးမပါဘူးဆိုတာသူရိယလို့မှတ်ပါသူရိယလို့မှတ်ပါအဲ့တော့ဆရာမမားရင်လည်းပြောရင်မပြောတဲ့ဥမာလိုဝေဘာကြည့်တော့
ဒုက္ခကိုခွာပြောတဲ့ဟုတ်တိုင်းမှာလည်းသိရဟောတော့တတ်တာဆရာကိုပရိယေကြဘောရှာရဲဆိုတာအကျဉ်းနဲ့44ချိန်မှာတယ်အကျဉ်းနဲ့1952ချိန်မှာမှာတယ်မှာတယ်အခုဒီတိုင်းကရှိနေမှာဝိဒုက္ခမသိပဲနဲ့လားဥမာဘုန်းကြီးကမတွေ့လို့ဝိဒုက္ခမသိပဲနဲ့သောခန္ဓာကိုဖြစ်တဲ့လည်းရှိနေမှာဆိုဒိဋ္ဌိနဲ့ဝိသေကအပင်းကဝန်းနဲ့ကပြုတ်ကုန်ပြုတ်ပြုတ်ပါမလို့ခိုင်းလိုက်တော့နေလို့ရှိရင်အပင်းရှိရဲ့နဲ့သမင်းစားလည်းဒီစားရှိမှာမဟုတ်ပါဘူးရေတော့လည်းမရှိဘူးဘောရဝေဒနာပြောင်းဒီအပင်းကိုရင်ချပြီးတော့မှခေါင်းကဒီရှိတော့အပင်းချတဲ့စိတ်ကိုရင်တော့ပြီးတော့မှအပင်းချတဲ့စိတ်ကိုရင်တော့ပြီးတော့မှပြောဆိုတဲ့စိတ်နောက်ကလည်းရမှာအခုတော့အပင်းချတဲ့စိတ်ကမလည်းပဲပြောဆိုတဲ့စိတ်ကိုသာကုနေမှရှင်ဒီဆရာဟာတော့ဘဲကလို့ဆွနေပါလေအပင်းချတဲ့စိတ်ရင်ပြောပြီးတော့မှဒီရှိတော့အပင်းချတဲ့စိတ်ကိုရင်တော့ပြီးတော့မှအပင်းချတဲ့စိတ်ရင်တော့ပြီးတော့မှပြောဆိုတဲ့စိတ်နောက်ကလည်းရမှာအခုတော့အပင်းချတဲ့စိတ်ကမလည်းပဲပြောဆိုတဲ့စိတ်ကိုသာကုနေမှရှင်ဒီဆရာဟာတော့ဘဲကလို့ဆွနေပါလေအပင်းချတဲ့စိတ်ရင်ပြောပြီးတော့မှလူကျမ်းရဲ့ချမ်းသာရေးကိုနောက်မှတလေးဝမျှတဲ့စိတ်ပေးရမှာဟုတ်သူတော့ဘယ်တော့မှမလျှောက်ရနဲ့တလေးဝမျှတဲ့စိတ်တော့ပေးနေမှဆိုရင်ယောဂတမ်းနဲ့ကုနေတယ်ဒီဆရာအတော်ရှင်းတဲ့ဆရာအတော်နှုတ်ရှာတဲ့ဆရာလို့ဆိုရင်လည်းဆွဲချက်တင်မတင်မတင်နိုင်ဘူးလားတင်လိုက်ပါဟောရဒါရမင်းတို့ဒီဘယ်လိုလုံးမှတင်မယ်ဆိုတော့အခုဒီနည်းညာတရားမှရှင်းမလားရှင်းပါပါဒီဘက်ကလည်းလုံးဝကြာလို့ရှင်ဘာရင်ဆိုတော့ဒိဋ္ဌိရင်ဆိုတော့ဒီကပရိစ္ဆေသမုပ္ပါမပြဘဲနဲ့လည်းဝိသုခမမသိရင်လည်းမပြတ်ဘူးဒီကမှာကြောင်းကျဆက်မပြရရင်ဒါဝိသုခလို့မသိသေးတဲ့ကာလပါတော့ဒီခန္ဓာ၅ပါးကိုနာပဲသူရဲ့ရှင်းမရှင်းလို့အဲ့ဒါပြီးတော့ဒီဘပရိစ္ဆေသမုပ္ပါကိုပြလိုက်ရင်ဝုတ်ကလေးသိရတယ်ဒါပြည့်စုံတော့ဒါကမ္မဝဆိုတော့ဝိပါကဝဖြစ်သွားတယ်ဟုတ်ကဲ့တော့ဟုတ်ကဲ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 ့ဘူးလေအဲ့ဒါဒီဝိတရားရှိတယ်နော်ဘယ်လိုနေပါလဲမသိဘူး။ဝိတရားရှိဝိတရားပြတ်တာပဲဆိုတော့ဘုရားကတော့ပြတ်သွား။အဲ့မှသိသွား။ဟောရပေါ်ပါ။ဒါပေမဲ့လည်းဒုစရမောဟဒေချာလမ်းညွှန်ပြီးတွင်းကြကြပြောနေတဲ့တရားဖြစ်နေပဲဥမာလည်းသေလိတအောင်ဒေသဒီပြုမှုမဖြောက်ပါနဲ့ဒီရှိမှုကိုလုပ်ပါဒီရှိမှုလုပ်တဲ့ဒီဘက်ကအနာဂတ်ရဲ့ကိလေသာကိုကာမဝဥပါကဝဘယ်နဲ့ပြုတ်ပြီးတော့ဖြစ်တော့ဒါတော့မင်းတို့သွားကြတယ်လို့ဆိုရတာမဟုတ်ပါဘူးရှိမှုနဲ့ပြုတ်ပါတယ်ဒီဘက်ကသိမှုနဲ့ချုပ်ထားတာဒီဘက်ကသိမှုနဲ့ချုပ်မှဒီရဲ့ရှိမှုနဲ့ပြုတ်သိမှုရှိပဲရှိမှုတွေမပြုတ်ဘူးအမှန်ယုံကြည်သိရတယ်အဲ့ဒါကြောင့်ဒီနေ့ညတရားမှာတော်ရေးကြီးတာကိုဘုန်းကြီးပြောနေပါလားဆိုတော့ဥမာလည်းသေချာမှန်သဘောကျပါပဲရက်ကြတာ